ဒီဒီဇိုင်းလေးတွေကဟိုဒီ 80K ကိုဒီလိုအပြော့လေးထုတ်ပေးရဆိုတာရှားပါတယ်နော်မမတို့ကိုလှစေချင်လို့အရင်ဆုံးဦးဖြတ်ဖြားမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကဲချမတို့မြို့ပတ်ဆိုင်တောင်တွေ့မှာမဟုတ်ဘူးနော်ဆွဲထက်မှာပဲရှိတယ် 80K တစ်ဆက်နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီဒီဇိုင်းလေးရဲ့အားသာချက်ကတော့ဒီဇိုင်းလေးကိုအပြော့ဒီဇိုင်းလေးထုတ်ပေးထားတာဖြစ်ပါတယ်နော်950 80ကိုဒီလိုအပြော့လေးလာရဆိုတာရှားတယ်ပေါ့နော်အကုန်လုံးအပြော့ဒီဇိုင်းလေးထုတ်ပေးထားတာလက်ကောက်လေးဆိုလဲဒီမှာအပြော့လေးဖြစ်တဲ့ free size ဖြစ်တယ်ဝတ်လိုက်ရင်လည်းဒီမှာဘယ်လက်ဆိုင်မဆိုဝတ်လို့ရတယ်ပေါ့ချိုးလို့တွေ့တဲ့သူလည်းဝတ်လို့ရတယ်နော်နည်းနည်းပြည့်တဲ့သူတွေဆိုရင်လည်းဝတ်ရတာအရန်ကိုအဆင်ပြေတဲ့ဒီဇိုင်းလေးပါလက်စွပ်လေးဆိုလည်းဒီလိုပဲနော်ဒီမှာဆွတ်ပြမယ်အပြော့လေးပဲထုတ်ထားဖြစ်တဲ့အတွက်လက်ဆိုင်မလိုပါဘူး free size ဖြစ်ပါတယ်နော်ဘယ်လက်ဆိုင်မဆိုဝတ်လို့ရပါတယ်ကဲဆွဲချိုးလေးဆိုလည်းအဲ့လိုလေးပဲအပြော့လေးပဲထုတ်ထားတာ 80K ကိုဒီလိုအပြော့လေးထုတ်ပေးရဆိုတာရှားပါတယ်နော်မမတို့ကိုလှစေချင်လို့အရင်ဆုံးဦးဖြတ်ဖြားမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီဇိုင်းလေးကိုရယူချင်ပါတယ်ဆိုရင်တော့လက်ဦးမရမယ်နော်ဒီဇိုင်းအစမ်းလေးဖြစ်တဲ့အတွက်ပေါ့နော်အမြန်ဆုံးလာပြီးအားပေးလိုက်တော့နော်